ဟိုဟာဒီတုတ်လေးမှာကပ်ပြီးကြော်တယ်ဒီပေါင်ပေါက်လို့ပုံတော့အဲ့လိုဖြစ်ပေါင်ပေါက်လို့ဟာလို့ရီတော့စီရောဟာတရဒီကိုတရဒီကြော်တဲ့ဒီကိုတဲ့ကြော်တာအဲ့မတော်တော့ဘာလို့တဲ့ဒီကိုရေးစစ်တယ်ရေးစစ်တော့စီစစ်တာပြီးရင်တချမ်းခွဲတယ်ဩခွဲလိုက်ခွဲပြီးတော့ဘာလို့ကျင်းနဲ့ရှစ်တော့အပင့်ကုလို့ရတော့အဲ့ကုလို့ရတော့ကျင်းနဲ့ရှစ်တယ်ပြီးဟာဆုံးရလေကြပြားဆန်တယ်ဟာအဲ့ဒီဆုံးเนี่ยအခန့်ဒီတနေ့ကုန်ပြီးပါမို့အဲ့ဆုံးမယ်ကျေတီကိုရေခဲကြောင်းရေခဲကြောင်းလည်းရောတယ်ပေါ့ရေခဲကြောင်းလည်းရောပြရတာရှိအောင်ရေခဲကြောင်းလည်းရောဖြစ်တယ်ပြီးတော့ဓမ္မလိုကောင်းရင်ထောင်းတော့တော့ကြိတ်ပြီးဟိုဒီမှာပြန်ပြီးကြိတ်သေးတာပေါ့နော်စကားလေးပေါ့ကြိတ်ပြီးတော့ပုံစံပတ်တဲ့ထည့်ဒါရေခဲတစ်တာလေးထည့်ဒါရေခဲလုံးလေးဖြစ်အောင်လုံးမှာပြီးပူတဲ့နှစ်ကိုစစ်ပြီးရင်တော့သူကခုပြန်လုံးတယ်နော်ကာလာထည့်တယ်ပြီးရင်ဖုံးပိတ်လိုက်တယ်ခလောက်ပြီးရင်ဂျုံမို့လားစမော့ဂျုံပဲဖြစ်ဖို့များဘူးစောက်တူနေခက်တာဟာကြပြားစံရကတော့စောက်ခလောက်တည်းရတဲ့အနေနဲ့အဲ့ဒီပုံလေးပြန်နေပြီဖုတ်လာပါတော့ပြန်ပေါင်းတာအဲ့ဒီပြောလိုက်စော်လွှဲကြီးပဲအဲ့တော့ပေါင်းနေရတဲ့ဟာကိုဒီတဲမှာဒီဂျုံမုံလေးမှာပြန်နေပြောတက်ဒီမုံပေါ့နော်ဒါတက်ဒီမုံလူချင်းတဲ့ပိုင်းလေးတွေလူချင်းတဲ့လောက်လူချင်းတလောက်ပဲသူကအစောကရေခဲတက်တာတွေကပုံစံထည့်ထားတဲ့ရေခဲတုံးလေးပါထည့်နေခဲ့တော့ရတာပူချီရအားလုံးချုပ်ကြည့်ပါဆိုတော့ဒါတက်ဒီမုံပါပဲဒီထဲမှာပေါ့ဒါလည်းမျက်စိလေးပါတယ်